အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ကျွန်တော် Canva မှာအသုံးပြုတဲ့ Magic Studio ထဲမှာအခြေခံအသုံးပြုနည်းတွေကိုပြပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်လည်းသူလက်လုပ်ကြည့်ကြရအောင်ရှင်းဥစွာကျွန်တော်တို့စာရွက်တစ်ခုတောင်းလိုက်မယ်ပေါ့နော်ဒါကတော့ရှင်းတင်ကန်းစာမှာပါပြီးသားပါစာရွက်တောင်းတဲ့ပုံစံတော့ကျွန်တော်ဒီမှာရှင်းလက်မှတ်ပတ်လဲစာရွက်တစ်ခုကိုကျွန်တော်တောင်းလိုက်ပြီပေါ့တောင်းပြီးတော့မှကျွန်တော်ဓာတ်ပုံလေးတစ်ခုထည့်မယ်နော်ဓာတ်ပုံလေးတစ်ခုထည့်မယ်အဲကျွန်တော်ဒီမှာ upload လုပ်ထားတဲ့တဲ့ဒီပုံလေးထားလိုက်ပါတော့ဒီပုံလေးကျွန်တော်ထည့်လိုက်မယ် okay ဓာတ်ပုံဒီမှာရလာပြီဒီဓာတ်ပုံလေးကိုကျွန်တော်ကဘာလုပ်မလဲဆိုတော့ background ဖြောက်မယ်နော် background ဒီအနေနဲ့ဖြောက်လို့ရတယ်နော်အဲကျွန်တော်ဒီအနေနဲ့သွားမယ်ဒီအနေနဲ့ဖြောက်လို့ရတယ်အဲကျွန်တော် Magic Studio တွေကနေတော့နော်ဖြောင်းလိုက်မယ်ဒါလေးတစ်ချက်နှိမ့်လိုက်မယ်တော့အလုပ်လုပ်ပြီးတော့ဒီပြောင်းသွားပြီပြန်တယ်အဲ့တော့ကျွန်တော်တို့ကအဲ့တော့ background ပြောင်းသွားပြီပေါ့ background ပြောင်းသွားတော့ကျွန်တော်ဘာလုပ်မလဲဆိုတော့နောက်တစ် background တစ်ခုအစားထိုးမယ်ဆိုလို့ရှိရင် element ဆိုတာတွားမယ်ပေါ့နော် element ထဲမှာဆက်ဆုံးရိုက်တာနော် beach with pan beach with pan beach နော်ရိုက်လိုက်တာပေါ့နော်ရိုက်ပြီးရှာလိုက်တယ်ပေါ်ဒီမှာလည်းထွက်ကြလာပြီထွက်ကြတဲ့ထဲမှာကိုနှစ်သက်ရပုံကိုယူလို့ရတယ်ပေါ့ကျွန်တော်ဒီပုံလေးကိုသဘောကျတယ်ပေါ့ဒီပုံသဘောကျရင်ဒါလေးယူလိုက်မယ်ပေါ့အော်ဒီပုံလေးကျွန်တော်ယူလိုက်ပြီယူပြီးတော့မှကျွန်တော်ကဒါကလီယာအပေါ်ဘက်ရောက်နေတာပေါ့နော်လီယာဒီမှာဒီကနေကြည့်လို့ရတယ်လီယာဒါယူမမြင်အောင်ဆိုလီယာကဒီလီယာအောက်ဘက်ရောက်တယ်လီယာကျွန်တော်ရှုလိုက်ပဲဟောအပေါ်ရောက်လာပြီဒီလီယာလေးကျွန်တော်တဘာဝကြအောင်နည်းနည်းတီးပြီးလိုက်မယ်ဒီပေါ်မှာဟောနော်လွယ်လွယ်ကူကူနဲ့ကျွန်တော်တို့ဒီပုံတွေကိုအတစ်လုပ်လို့ရမှာဖြစ်ပါတယ်အဲ့တော့နောက်တစ်ခုကြည့်အောင်အဲ့တော့ဒါလေးကျွန်တော်ပြန်ပြီးတော့ဖြတ်လိုက်မယ်နော်ဖြတ်လိုက်မယ်ဘယ်ကျွန်တော်တပ်ပုံလေးပြန်ယူလိုက်မယ်ပေါ့โอเคအဲ့တော့ကျွန်တော်တို့ကဘာလုပ်မလဲဆိုလို့ချင်းထောင်းလည်နဲ့ edit တော့မယ်အဲ့တော့ကျွန်တော်လုပ်မှာကဒီနေ့ပြမှာက magic grab ဆိုတဲ့ဟာလေးပါနော်ဒါလေးအသုံးပြုနည်းလေးပေါ့ဒါလေးတစ်ချက်နှိပ်လိုက်မယ်အဲ့တော့ဒါဆိုရင်မပေါ်နေပြီဘယ်အောင်ဖြောက်တင်လဲဆိုကြအောင်ပေါ့အဲ့တော့ကျွန်တော်ဒီကောင်လေးကိုဖြောက်တင်နေဆိုရင်ကောင်လေးတစ်ချက်နှိပ်လိုက်မယ်ပြီးရင်ကျွန်တော်ဒီမှာ grab ဆိုတဲ့နေရာလေးတစ်ချက်နှိပ်လိုက်မယ်ရှုလို့ရအောင်ဟောဒါဆိုရင်ပြီးသွားပြီအဲ့ဒါလေးကျွန်တော်ကြည့်ပြီးတော့ရှုလို့ရပါပြီနော်ရန်ကောင်းပါတယ်တုံးလို့ဟောနောက်ခုကျွန်တော်ဒါလေးကိုဖြောက်မယ်ပြန်လုပ်မယ်နော်ဒါလေးဖြောက်မယ်ဆိုရင်ထုံးတဲ့တစ်ချက်နှိပ်မယ် edit ပြီးတော့မှ magic grab ဆိုတာလေးတင်နေမယ်နောက်ဆောင်ပြရမယ်ဘယ်ပုံယူရမလဲကျွန်တော်ဒီကောင်လေးယူမယ်ဆိုရင်ဒါလေးတစ်ချက်နှိပ်လိုက်မယ်ပြီးရင် grab ဒီပုံလေးဖြစ်ပြီးတော့ရွှေ့လို့ရသွားပါပြီရွှေ့လို့ရပါပါပြီပုံကိုချက်ယူလိုက်တာပေါ့နော်ပုံကိုချက်ယူလိုက်တာပေါ့ဒီမှာလဲသူကသူနည်းနည်းပါးပါးကြည့်ကောင်းတာပါကျွန်တော်ကိုပြင်ယူရမှာပေါ့နော်အဲ့တော့သူ့ရဲ့အသုံးပြုနည်းလေးပေါ့ဒီလောက်ဆိုလို့ချင်း background remover အသုံးပြုနည်းရဲ့တောက်က magic grab သုံးပြုနည်းလေးကိုနားလည်မှထင်ပါတယ်ဒီနေ့သင်ခန်းစာတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာပြန်လဲဆုံစည်းကြရအောင်အားလုံးပဲကျေးဇူးတင်ပါတယ် bye bye